ကိုကြကျွန်တော်နဲ့ကိုကြရဲ့လို့ဟွာလေကင်မရာလေးဟွာလေးတက်လိုက်လက်တီးလေးထပ်တက်လိုက်မယ်လားနေရဆောင်းလိုက်မယ်လေ ကျွန်တော်တို့အဲ့ဒါတကယ်ပြောရနော် brother တို့အမှတ်တာကျွန်တော်ဒီနေ့ကျွန်တော်ဒီ stream မှာပြောမှတ်တာကျွန်တော် live stream ကျွန်တော် streamer ဘောကနေကျွန်တော်နားမှာတချင်ကြိုက်ကျွန်တော်နားတော့မှာမကြောက်နားရင်ကျွန်တော်အကုန်လုံးကျွန်တော်ပြောသွားမှာအခုတော့မပြောဘူး bro အခုပြောခိုင်းလိုက်ကျွန်တော်မပြောဘူးဘာလို့လဲဆိုတော့ကျွန်တော်လည်း stream နေလို့နော် stream ပြီးတော့ဟိုဟာလေးထောက်ကြရရှိတော့နော်ပြီးအကုန်ပြောပါမှာအဲ့ပြောပါလေလောကအမှန်လေးပဲပြောပါမှာနော်လောကအမှန်လေးပဲအကုန်ချပြောပါမှာစိတ်ထဲမှာခက်သေးတယ်ကိုကြပြောဆိုဗျာစိတ်ထဲမှာသေးတယ်ရှိတယ်လူဆိုတာဟွာသိတာကျွန်တော်လည်းကျွန်တော်ဆိုရင် ငါဓမ္မတူ community မှာဘာလို့မနေလဲဆိုရဲခံစားချက်ကငါမှရှိတယ်ငါ community ကလာတာကွာငါလည်းပွင့်လင်းပြောရင်မဟုတ်ဒါ1 second တို့ flat တို့နဲတို့နေရထိုင်ရခက်မယ်အခုနေသားမှာနဲတော့ဖြီလာအောင်မယ်ဖြီလာအောင်ငါဒေါ်လာတူ community မှာဘာလို့မနေလဲဆိုငါမှလည်းပြောစရာရှိရင်ဒါပေမဲ့အဲ့ဒါတစ်ချိန်ချမ်းမှပြောမှာငါမှလည်းအဲ့လိုစိတ်ချင်းချမ်းမှလို့ပဲဒါအခုမှတီးလို့ဒီကောင်းရဲ့စောက်စိတ်တဲ့ကိုအခုမှတီးလို့ငါမှလည်းအဲ့လိုစောက်စိတ်တဲ့ရှိတယ်ဆိုတာရှိတယ်မဟုတ်ကျွန်တော်ကအခုလဲဘာလို့မပြောလဲဆိုတာလဲအားကြောင့်ဗျာကိုလည်းဟိုလုံနေရောနည်းနည်းဟိုဖြစ်စရာရှိလို့အဲ့တော့နည်းနည်းထောက်စရာရှိလို့အကုန်ပြောပါမှာအမှန်လေးပဲပြောပါမှာကျွန်တော်ဒီကြားထဲမှာကျွန်တော် community နေဘောလို့ streamer ချင်းမှာပါမင်းမေကစားငါမှအဲ့လိုတွေရှိတယ်ဒီကောင်းနဲ့ဒီကောင်းမကောင်းဆိုတော့သူကောင်းသွားတဲ့ကောင်တွေလည်းတက်ရှိတယ်သူပဲအဲ့တော့ငါတို့လိုကောင်တွေကတော်ရှားတယ်တော်ရှားငါတို့ကမကြိုက်မမမေစပ်အကောင်နဲ့မပေါင်းဘူးလီးအောင်ပေါင်းနော်အဲ့တော့ကျွန်တော်ဒီနေ့လိုက်ဆွေးမှာကျွန်တော်ပြောပါတယ်အဲ့ဒါကျွန်တော်တကယ်တင်ပါတကယ်ပြောပြီးကျွန်တော်တင်ခဲ့ပါကျွန်တော်ဆွေးမှာအဲ့တင်ပြီးလေကျွန်တော်ဆွေးမင်းဘွားကနေကျွန်တော်နားပြီမဆွေးတော့ဘူးနော်အဲ့ဒါတကယ်ကျွန်တော်အခုစိတ်ထဲမှာကျွန်တော်အခုမုန်းကြတယ်လူမုန်းနေတယ်ဆောင်းဝမ်းများတယ်ဒါကျွန်တော်တကယ်ပြောတာမုန်းကြတယ်ကျွန်တော်တမျိုးထင်ကြအဲ့ဒါအဲ့ကြအကုန်ပြန်အကုန်ကျွန်တော်ပြောမှာနော်အမှန်တွေပဲကျွန်တော်ပြောမှာအဲ့တစ်ချိန်ကြရင်စောင့်မယ်နော်အဲ့တစ်ချိန်ကြရင်ကျွန်တော်ချဒါပါပဲဟုတ်ကိုတာကီကိုပိုးကြကျွန်တော်ဟို positive ဘက်တော့ပြောတာမဟုတ်ကျွန်တော်အရင် positive ပြောတာမဟုတ်ကျွန်တော်လည်း negative ပြောရဗျာကျွန်တော်တခုပြောပြကိုတာကီနဲ့ကိုပိုးကြတို့ကကြတော့လေတကယ်ပြောရကျွန်တော်ထက်အများကြီးအောင်မြင်နေတယ်သိလားကျွန်တော်ပြောပြမယ်ကျွန်တော်တို့မှာအယောက်100မှာဗျာတဲ့မှာကိုရီကိုမကြည့်တဲ့လူတယောက်မှမဟုတ်ရင်10ယောက်ကတော့ပါမှာပဲဒါပေမဲ့ကိုကြီးတို့က view က1000ဖြစ်နေတယ်မင်းကငါပြောမယ်ငါမင်းကိုပြောပြမယ်ငါပြောတာငါတို့က viewer တွေနဲ့ဖြစ်နေတာမဟုတ်ဘူးမုံကျွန်တော်ပြောပြတာမဟုတ်ဘူးကိုမုံတဲ့သူကတော့ပါမှာပဲအမမုံတဲ့လူတွေမှာငါပြောပြမယ်ကွာရအောင် flat မင်းနဲ့ငါနဲ့5ပြီးအဲ့ချိန်ညရင်ငါပြောပြမယ်okay တက်လာခဲ့မယ်ဟုတ်တယ်အဲ့ဒီကဟုတ်တယ်ဒီမဟုတ်ငါမင်းကိုတကယ်ဟိုဖြစ်ပါတယ်ငါပြောလို့ငါပေါင်းတဲ့လူကအရန်ရှားတယ်ကွာဘာလို့ငါပေါင်းတဲ့လူရှားလဲဆိုတော့အမှန်တမ်းပြောရင်ကွာတာကီကအစကွာသိလားပွင့်လင်းပြောတာကီဆိုရင်ငါတို့800ကောင်ကွာသိလားငါရဲ့800ကောင်တာကီစတွင်းနေတဲ့အချိန်မှာငါအမေလို့ဒီဘက်မှာငါဂိမ်းဆော့နေတဲ့ကောင်ကွာဒါပေမဲ့ဒီကောင်ကဆန်ငါ့ကို respect ပေးတယ်မင်းတို့2ယောက်ကွာသိလားငါလိုချင်တာအဓိကတဘာတွေဝါတွေနောက်မှထားဟုတ်တယ်လူတယောက်နဲ့တယောက်ပတ်သက်တဲ့အချိန်မှာတဘာတွေဝါတွေနောက်မှထားလိုက်မင်းကမင်းတဘာဘလောက်ရှိဝါဘလောက်ရှိနောက်မှထားလိုက်ဒါပေမဲ့မင်းကမင်းစောက်စရာကြီးလို့တော့မထင်နဲ့ပြီးရင်တယောက်နဲ့တယောက် give respect တော့ရှိမှရမယ်အဲ့ဒါလူချင်းဆက်ဆံတာကွာကြံတဲ့အချိန်ဝါတွေကိုငါတို့ကဆက်ဆံနေတာမဟုတ်ဘူးဟုတ်တယ်ဗျာသိလားလူချင်းဆက်ဆံနေတာဟုတ်တယ်မင်းတို့ကောင်တွေကားတယ်ဟာကိုကြပါညာဟာငါ့ကို happy ပဲလေသိရမလားဒီလိုကောင်တွေကကွာမင်းစပ်ပတ်မင်းတို့ပက်ကြီးကိုမိုးပေါ်ပြစ်တဲ့ကောင်နဲ့ဟိုမှာကန့်မှာဆော့နေတဲ့ကောင်နဲ့မင်းတို့ကောင်တွေလာပြောတဲ့အချိန်မှာငါမင်းတို့ကိုရိုင်းသွားရင်တော့တမျိုးလေအဲ့လိုမဟုတ်ဘူးလေသိရမလားဟာမင်းတို့ကောင်တွေက respect ပေးတယ်ငါ respect ပြန်ပေးရငါအဲ့တော့ငါဆောင်းဟန်းပျော်တယ်ကွာပီတီးဖြစ်တယ်ပြီးရင်တာကီနဲ့ပတ်သက်ပြီးတော့လေအဲ့တိုင်းပဲဟာကိုကြဘာညာကျွန်တော်တို့ကဒီလိုချမှာဟာညီလေးတို့ချမယ်သိရမလားညီလေးတို့ဆိုအဲ့လိုနှိမ်ပြီးပြောတာမဟုတ်ဘူးတာကြီးတို့ရောက်ချမယ်ငါတို့ဒီလိုလုပ်မယ်အဲ့တော့အဲ့လိုမျိုးလိုချင်တာမင်းကမင်းဘယ်နေရာမှာဘယ်ကောင်ပဲဘလို့ပဲနေရာရောက်ငါတို့ကစောင့်တယ်မရှိဘူးအဓိကလူလိုဆက်ဆံတာငါတို့ကလိုချင်တာ give respect ကိုလိုချင်တာကွာသိလားအသက်အရွယ်တကယ်นะကိုချားမဟုတ်ဘိုချားလို့ပြောလဲငါစိတ်မစိုးဘူးငါတို့လိုချင်တာအဲ့ဒါကွာဒါပေမဲ့ငါတို့ဒီ community မှာငါတို့ဖြတ်တန်းခဲ့တဲ့ community မှာအဲ့လိုမျိုးကိုမရခဲ့ဘူးငါနောက်ဆုံးငါပြောပြငါပွင့်လင်းမြဲငါအဲ့လိုမျက်ရည်ချူတာမဟုတ်ငါတော်ပွဲ cast တယ်မမရရအဲ့တော့9ရက်နေ့ကိုငါ cast ရမယ်9ရက်နေ့မှာငါအမိဆုံးတယ်ဒါပေမဲ့ငါ professional ဆန်းငါ9ရက်နေ့မှာငါ cast ခဲ့တယ်ငါအိမ်လုံးဝမပြန်ခဲ့ဘူးဒါပေမဲ့ community ကငါ့ကိုပြန်ပြီးတော့ငါ့ကိုကြီးခဲ့တာတွေမရှိဘူးကြီးခဲ့တာဆိုတာပတ်စံပေးတာကိုပြောတာမဟုတ်ဘူးကွာသိလားမပြန်လိုက်တော့ဆိုတဲ့အနေထားတွေငါ့မှာအများကြီးရှိတယ်
အမေဆုံးတာတော့ငါမသွားဘဲနဲ့ငါဒီပွဲကြီးပြတ်မှာဆိုလို့ငါဒီမှာဒီလိုကတ်ခဲ့တာကွာငါဒေါ်လာကွန်မြူနတီကိုဘာလို့ပြန်မသွားလဲဆိုရင်ငါမှနာကြီးချက်တွေအများကြီးရှိတယ်တိုက်အဲ့ဒါကြီးဆောင်းရမဲ့တယ်ကွာဒီလား ကွာတော့ အဲ့ခံစားချက်ကြီးကမင်းဆောင်းရအဲ့လိုခြေပြန့်နေကွာဒီလားခြေပြန့်နေ ဒါလည်းကျွန်တော်ဟုတ်တယ်လို့ကျွန်တော်နားလေပါလေလို့ပြောလဲဘဲကိုဘူကြားရဲ့တရားခိုင်နှုံးရဲ့ခံစားချက်ကိုကျွန်တော်ကအစွန်းဖျားတော့မခံစားလို့ ငါကက်စတာလုပ်ခဲ့တဲ့အချိန်မှာငါ့ကိုအခုချိန်မှာဟိုမှာခုနလည်းပြောတယ်သိရမလားဘူကြကက်စတင်ဘာဖြစ်တယ်ညာဖြစ်တယ်ဘူကြကောင်းလိုက်လားဘာညာပြောနေတဲ့အချိန်မှာငါဒေါက်တာဒုကက်စတင်လုပ်ခဲ့တဲ့အချိန်မှာငါအဖေရောအမေရောဆုံးတယ်အဖေကအရင်ဆုံးတယ်ငါမသွားခဲ့ဘူးဘာလို့လဲဆိုငါမသွားနိုင်လို့ဒုတိယတစ်ခေါက်အမေဆုံးတယ်အမေဆုံးတဲ့အချိန်မှာဘာလို့မသွားလဲဆိုအဲ့အချိန်မှာငါသွားနိုင်တယ်ဒါပေမဲ့ငါမသွားဘူးဘာဖြစ်လို့လဲဆိုတော့ငါမှပတ်စံမရှိဘူးနောက်တစ်ချက်ကငါသွားရင်ဒီပွဲကပြတ်မှာငါတို့ professional ဆန်းဆန်းငါဒီလောက်ကိုငါလုပ်ခဲ့တယ်ငါရဲ့ professional အလောက်ကဘာလဲဆိုရင် streaming မဟုတ်ဘူး casting ငါ casting ကိုငါဆောင်ရွက်ယူသွတ်ခဲ့တာကွာဒီလားဟုတ်ဒါမင်းတို့နဲ့မလို့ငါရင်ဖွင့်တာပါဒီလားအဲ့လိုမျိုး အဲ့လိုပဲအဲ့ အများကြီးပဲကွာ လေးလည်းအဲ့ဒါရှိတယ် အများကြီးပဲအများကြီး တွေ့တယ် ကိုကြားတော့ဒါကိုချစ်တဲ့အလုပ်တစ်ခုအကောင်းဆုံးပေးသက်ခဲ့တာ အေးကွာငါသွားရင်ငါပွဲပြတ်မှာကွာဒီလားအဲ့ပွဲကြီးကပြတ်သွားမှာငါသွားရင်အဲ့ပွဲကြီးကပြတ်သွားမှာဒါပေမဲ့ငါအဲ့လိုမလုပ်ချင်ဘူးကွာ ကျွန်တော်လည်းတွေ့တယ်ခိုးရအဲ့ဒေါ်လာလူ community group တွေမှာ အေးမင်းတွေ့တော့1 second ရောက်မင်း ဒေါ်လာလူရင်တော့ဆော့တယ်လို့ group တွေမှာရှိတယ်။ဒီမှာဒါတွေပြောကြတာလို့ပဲ။ကိုလုံးဒီပါလို့ပါပဲ ငါ community မှာမတည်တော့ဘာလို့လဲဆိုငါဆောင်းမုန်းသွားလို့ကွာဒီလားအဲ့ community ကိုငါဆောင်းမုန်းသွား ဆွေးမ၄ယောက်လုံး screen မှာဆောင်းလိုက်ကြပါလားတဲ့ရတယ်ကျွန်တော် easy ပဲ ကျွန်တော်ဒီမှာချိပန့်နေ ။ဟိုစုံမဲ့နေရာတိတ်မကောင်းတယ်။ စကော်လေးပါ နေအောင်ပဲ အဲ့ကြောင့်မလို့ငါတကယ်ပြောငါပေါင်းတဲ့ကောင်တွေဆိုမင်းတို့ပဲရှိတယ်မင်းတို့နဲ့ကဒါဟိုလိုမျိုးကြီးတော့မတည်သေးဘူးကွာဒီလားအပြင်မှာတော့မတည်သေးဘူးဒါပေမဲ့အော်မင်းတို့ရဲ့စိတ်ဓာတ်ကိုငါသိတယ်ကွာဘာလို့လဲဆိုငါဖတ်လို့ရတယ်ငါအလုပ်တွေအများကြီးလုပ်လာတာကွာငါ streaming တခုတည်းလုပ်နေတာမဟုတ်ဘူးသိရမလားငါအရင်ကတည်းကငါမေ marketing လည်းလုပ်တယ်ငါမေကွန်းရလည်းရောင်းတယ်ကွာ KD လည်းဆွဲတယ်ကွာငါလူတွေနဲ့စကားပြောရင်ဘယ်ကောင်ကဘယ်စိတ်ရှိလဲဆိုတော့ငါသိတယ်ကွာအဲ့ချိန်မှာမင်းတို့ကဆောင်းရဖြူစင်တယ်ကွာငါအတွက်ပေါ့နော်ငါအတွက်ကတော့မင်းတို့ကောင်တွေကဆောင်းရဖြူစင်တယ်အဲ့အတွက်လေကျေးဇူးအများကြီးတင်တယ်မူးနေရလဲတစ်စိတ်တစ်ပိုင်းပါတာပေါ့ကွာတိတ်ပါတာပေါ့ဒါမှမဟုတ်ဆက်ရဲပြောပါတယ်ငါဒီကောင်တွေပဲဒီလိုမျိုးဟိုဟာဖြစ်မယ်ငါပတ်ကြည့်မှာအဲ့လိုမျိုးလူအများကြီးနဲ့ဟိုဟာဖြစ်မှာမဟုတ်ဘူးစော့မှာမဟုတ်ဘူးငါဒီကောင်တွေပဲဆိုဟောမင်းတို့စော့ရင်ပြောရတယ်လေမင်းတို့ကငါ အေး မင်းတို့ကဘယင်လိုထားတာလေမင်းတို့ကိုညာရမင်းစိတ်မှုနဲ့လာပြီငါတို့ပြောတယ်လေကိုကောင်နဲ့ကြအကောင်နဲ့မကယ်ဘူးမေလို့တွေကစမုတ်ခင်းပြီးပြေးတာ ဟုတ်ကျွန်တော်ကအဲ့ညလေကျွန်တော်စကားလေးပြောလိုက်ပါမယ်ကျွန်တော်တို့ဒေးနဲ့ကိုတာကီတို့ဒေးနှစ်ရက်ပေါ့နော်ကျွန်တော်နှစ်ရက်လုံးမှာဆက်တွင်းတစ်ခုလုံးကျွန်တော်သွားကြည့်လိုက်ဗျာသိရမလားမောင်ဝစကန်ရောကျွန်တော်ကဒါပတ်ကြည့်ပါဆိုနည်းနည်းလေးဒါကိုကြတမျိုးတော့မထင်နဲ့တော့နည်းနည်းဆော့တက်တယ်ဗျာထားလိုက်တော့ ဒါပေါ့မဟုတ်လေမင်းတို့ကနည်းနည်းမဟုတ်လီးလာမင်းတို့ကစောတဲ့ကောင်တွေလေငါလို့ဒါပဲတဲ့ကောင်တွေရောငါ့ကိုအားမနာနဲ့ငါ့ကိုပွင့်လင်းပြောငါနဲ့အားမနာနဲ့ကောင်ငါမှအဲ့လိုမရှိဘူးကွာသိလားမင်းတို့ကစောတဲ့ကောင်မင်းတို့ကစောတဲ့လို့ငါတို့ကမင်းတို့အားကိုးပြီးစောတာ နောက်က background ပြောင်းအောင်နဲ့ကိုချာနောက်က background ပြောင်း ငါဒီတိုင်းထိုင်ကြည့်နေတာမဟုတ်ငါစောက်ခွက်ပဲပြရုံပဲရှိတာရောက်ကြီးချုံသွားအိမ်မကြီးပြောင်းမလိုက် ရော့ ရော ဒါ အဲ ပဲ ကျွန်တော် plus ဆက်ပြော ဒါပေမဲ့ကျွန်တော်ကဘာဖြစ်လဲဆိုတော့ဗျာကျွန်တော်ကကိုတာကီတို့နေမှာရောကျွန်တော်မောင်ဝစကန်နဲ့ကျွန်တော်နေမှာရောငါတို့ကပြစ်တတ်တယ်ငါတို့ရောက်လူပြစ်မယ်ဆိုတဲ့စိတ်မရှိဘူးငါတို့ကဒီဆက်တွင်းမှာဒီ၄ယောက်ကဘလို့ကောင်းအောင်စော့ပြီးတော့ဘလို့အားရတင်ရမလဲဆိုတဲ့စိတ်ပဲရှိအဲ့ညာ ငါပြောတယ် rest မပြစ်ဘူးမင်းတို့ကငါတို့ကိုနှိမ်နေတာမဟုတ်ဘူးဟာဒီဘဲတွေကိုငါတို့ကကဲမယ်သိတယ်မလားရောက်တခုဆိုရောက်ရင်လောက်ပါအောင်ရောက်ရင်ကဲပါအောင်ဆိုရင်မင်းတို့ကလာကင်းတိုက်မင်းတို့ပြင်မှန်းငါသိတယ်ဒါပေမဲ့ viewer တွေသိဖို့လိုတယ်ဒါတွေက ဟုတ်တယ် သိလားတခါလေးမှတချို့ highlight တွေတချို့မင်းတို့ဥမာကွာ flat တို့1 second တုန်းကတော့စိတ်မဆိုးဘူးနဲ့တူပါတယ်ဥမာငါတခါလေးတာကီကိုじゃငါတကယ်တာကီနဲ့ပတ်သက်ပြီးတော့ဝမ်းနေတယ်ဘာလို့လဲဆိုတော့ဒီကောင်ကငါ့လူကောင်စိတ်ဆိုးရင်ပွင့်လင်းပြောလိုက်တယ်ကွာဒါပေမဲ့မင်းတို့အဲ့ပွင့်လင်းပြောတာယူပဲ highlight ထုတ်ပြီးတော့တင်လိုက်တယ်အဲ့ဒါကြီးစောက်တိတ်ပဲမရှိဘူးလီးလားစိတ်ဆိုးလူပဲကွာစိတ်ဆိုးတတ်တယ်ကွာဟုတ်လားဒါတာကီကိုဘောမနေရမဟုတ်ဒီကောင်နဲ့ငါနဲ့လည်းအပြင်မှာတစ်ခါမှမတွေ့ရဘူးသေးဘူးသိလားအပြင်မှာတစ်ခါမှလည်းမတွေ့ရသေးဘူးဘောမနေရလည်းမဟုတ် ဗန်နီသားချင်းစီးလုံး အဲ့ နေ မဲ့ ပါ လူပဲကွာအဲ့လိုမျိုးကွာစိတ်ဆိုးတဲ့ချိန်ရှိမှာပဲကွာသိလားအဲ့ဒါကြီးကို
ပြီးရင်ငါပြောတာအဲ့လို highlight သိရမလားဟို highlight ထုတ်တဲ့အချိန်မှာဒီကောင်နေ string စနိုက်တဲ့ကောင်နေ string စနိုက်တဲ့ကောင်တွေကိုလီးလို့မင်း